ယခုတင်ဆက်ပေးမှာကတော့မြတ်စွာဘုရားလောင်းမဟောတရာဒုက္ခမိန်အင်းအမခန်းညံတင်ညာတော်နဲ့ညူစုဆောင်းညောင်းတော်အမတ်ကြီးလေးဦးတို့ဤအားပြိုင်မှုကိုပုံမြင်တဲ့ဖွဲ့အကျယ်တော်ဝင့်ပြပြပေးပါမယ်။တစ်ချက်မဟောတရာကိုနန်းတော်သို့ခေါ်ယူခြင်းဝီဒီဟာရိုက်ထိတ်တိုင်းမိထီလာပီကြီးတွင်ဝီဒီဟာရိုက်မင်းကြီးစိုးစံစဉ်အခါကဖြစ်ပါတယ်။မင်းကြီးဤနန်းတော်တွင်တေနကပုဂ္ဂုတကာမင်တာနှင့်ကုံဒဟူသောအမက်ကြီး၄ဦးရှိပါတယ်။သို့သောမင်းကြီးသည်အိမ်မက်အရာပေါ်ထွန်းလာမီပညာရှိကိုစောင့်စားနေခဲ့ရာယဝမက်ရဲ့ရွာတွင်မဟောဒရာအမည်ရှိသောတငယ်သည်အသက်9နှစ်အရွယ်ဖြင့်ထူးခြားသောဉာဏ်ပညာရှိကြောင်းသတင်းကြားသိရလေသည်။မင်းကြီးသည်မဟောဒရာကိုစမ်းသက်ရန်ပု္ပ္ပာများစွာပို့တက်ခဲ့ရာမဟောဒရာကအားလုံးကိုဖြေဆိုနိုင်ခဲ့ပါတယ်။ထို့ကြောင့်မင်းကြီးကမဟောဒရာကိုနန်းတော်သို့ခေါ်ယူရန်ဆုံးဖြတ်လိုက်ပါတယ်။သို့သောမင်းတိုမိကြသောအမတ်ကြီး၄ဦးကအရှင်မင်းကြီးခလေးတယောက်ရဲ့ဉာဏ်ကိုမယုံကြည်ပါနဲ့အောင်နန်းတော်ရောက်မှကြက်ကြက်တဲ့စမ်းသက်ရမယ်ဟုလျှောက်တင်ကြလေသည်။ဝီဒီဟာရိုက်မင်းကြီး၏နန်းတော်အတွင်း၌ပညာရှိမဟောဒရာညင်အမတ်ကြီး၄ဦးတို့၏ပထမဆုံးသောထိတ်တိုက်ရင်ဆိုင်မှုဖြစ်သည့်ဦးခေါင်ခွင်ပု္ပ္ပာအကြောင်းကိုစိတ်ဝင်စားဖွယ်ပုံပြင်တစ်ဖွဲ့တင်ဆက်ပေးပါမယ်။မဟောဒရာသည်ယဝမစီရဲ့လူအမနန်းတော်သို့ရောက်ရှိလာခြင်းတွင်အသက်9နှစ်အရွယ်မြောက်သာရှိသေးတော်လဲသူ၏သတင်းကြော်စောမှုမှာတပြည်လုံးအနှံ့ဖြစ်နေပြီဖြစ်သည်၎င်းကိုမနာလိုဖြစ်နေသောတေနကအမတ်ကြီးသည်မဟောဒရာမောလူပုံအလဲတွင်အရှစ်ခွဲရန်လွှိဝှက်သောအကြံတစ်ခုထုတ်လေသည်တေနကသည်သူတနာတို့တိတ်တဆိတ်သွားကတေဆုံးဒီမှာမကြသေးသောလူသား2ဦး၏ဦးခေါင်ခွင်ကိုရှာဖွေစေသည်တစ်ခုမှာယောက်ျားဦးခေါင်ခွင်ဖြစ်သည်နောက်တစ်ခုမှာမိန်းမဦးခေါင်ခွင်ဖြစ်သည်သူသည်ထိုဦးခေါင်ခွင်နှစ်ခုကိုအသားဆများမကြံတော့ပဲဖြူဖွေးချောင်းမွတ်နေအောင်ဆေးကြောပြီးနောက်နန်းတော်သူယူဆောင်လာခဲ့သည်ညီလာခံတပင်တွင်ဝီဒီဟာလိုက်မင်းကြီးနှင့်မှုမြက်များစုံညီစွာရှိနေစဉ်တေနကသည်ရှေ့သို့ထွက်လာကမဟောဒရာကိုစိတ်ကြည်ရင်မင်းကြီးကိုလျှောက်တင်သည်အရှင်မင်းကြီးယခုနန်းတော်သို့ရောက်ရှိလာသောမဟောဒရာတုခမိန်သည်တကယ်ပညာရှိမရှိကိုကျွန်ုပ်စမ်းသစ်လိုပါသည်မင်းကြီးကလည်းမဟောဒရာရဲ့ဉာဏ်ပညာကြီးမားပုံကိုလက်တွေ့သိရအောင်စမ်းသပ်ရန်သဘောတူလိုက်ပါတယ်တေနကသည်သူယူဆောင်လာသောဦးခေါင်ခွင်နှစ်ခုကိုပိုးပပပေါ်တွင်တင်လိုက်သည်ထိုခေါင်းခွင်နှစ်ခုသည်အရွယ်စားခြင်းလဲတူညီနေသလိုအဖြူရောင်ခြင်းလဲထပ်တူကြသည်တေနကမဟောဒရာကိုလောင်ပြုံးပြုံးရဲ့မိခွန်းထုသည်ဟဲ့မဟောဒရာဒီခေါင်းခွင်နှစ်ခုကိုကြည့်စမ်းဒီအချဲကဘယ်ဟာကယောက်ျားခေါင်းခွင်လဲဘယ်ဟာကမိန်းမခေါင်းခွင်လဲဆိုတာကိုလက်နဲ့မကင်ပဲအဝေးကကြည့်ယုံနဲ့ခွဲကြပလားစမ်းမင်းတကယ်ပညာရှိရင်ဖြေဆိုနိုင်ရမယ်နန်းတော်အထွေ၌တိတ်ဆိတ်သွားလေသည်အမတ်ကြီး၄ဦးမှာဒီကလေးတော့ဒီတခါတော့အရှစ်ကွဲပြီဟုကိုစီတွေးရင်ကျေနပ်နေကြလေသည်သို့တော့မဟောဒရာသည်တီငိန်စွာနှင့်ခေါင်းခွင်နှစ်ခုကိုစီစီဆက်ဆက်ကြည့်ရှုလေသည်မဟောဒရာသည်တဘာဝတရားရဲ့လွှိဝှက်သောချက်ကိုသိမြင်သူဖြစ်သည်သူသည်ဦးခေါင်ခွင်ရဲ့အဆက် sutures များကိုသတိထားကြည့်လိုက်သည်ယောက်ျားခေါင်ခွင်ယောက်ျားတို့သည်ဦးခေါင်ခွင်အပိုင်းအစိတ်များစုံရက်နေရာမှာလိုင်းချောင်းများကဖြောင်တင် straight နေတတ်သည်မိန်းမခေါင်ခွင်မိန်းမတို့၏ဦးခေါင်ခွင်အပိုင်းအစိတ်များစုံရက်နေရာမှာမူလိုင်းချောင်းလေးတွေကကောက်ကွေ zigzag နေတတ်သည်မဟောဒရာသည်ပြုံးလိုက်ပြီးမင်းကြီးကိုလျှောက်တင်သည်အရှင်မင်းကြီးတေနကအမတ်ကြီးမေးတဲ့မေးခွန်းဟာအလွန်လွယ်ကူပါတယ်ဖေဟာလက်ဝဲဘက်ကခေါင်းခွင်ဟာယောက်ျားခေါင်းခွင်ဖြစ်ပြီးလက်ရာဘက်ကခေါင်းခွင်ဟာမိန်းမခေါင်းခွင်ဖြစ်ပါတယ်ဖေဟာလို့ရှောက်တင်လိုက်တဲ့အခါမှာတေနကသည်ချက်ချင်းပဲကန့်ကွက်သည်စွန့်စားပြီးခန့်မှန်းယုံနေလို့မရဘူးဘာကြောင့်လဲဆိုတာကိုသက်သေပြစမ်းမဟောဒရာသည်တင်းငိန်စွာနဲ့အချံမင်းတစ်ခုကိုတောင်းလိုက်သည်ထို့နောက်ဦးခေါင်ခွင်၏နားပေါက်ထဲမှအချံမြင်ကိုထိုးသွင်းလိုက်သည်ယောက်ျားခေါင်းခွင်တွင်အချံမြင်သည်တစ်ဖက်နားပေါက်ထဲမှတဲတဲ့မတ်မတ်ထွက်လာသည်အကြောင်းကယောက်ျားတို့၏ဦးခေါင်ခွင်အသွေးမိုက်အချုံအခွက်များသည်ဖြောင်တန်းတော်တဘာဝရှိသောကြောင့်ဖြစ်သည်မိန်းမခေါင်းခွင်တို့အချံမြင်ကိုထိုးသွင်းလိုက်တော့တစ်ဖက်နားပေါက်ထဲမှမထွက်ပဲအတွင်းမှာလိပ်ပက်နေလေသည်အကြောင်းကမိန်းမတို့၏ဦးခေါင်ခွင်အတွင်းပိုက်ဟာကောက်ကွဲပေါ်လမ်းကြောင်းများရှိသောကြောင့်ဖြစ်သည်
ထိုများမကပဲမဟော်တရာကထက်လောင်ပြောကြသည်အရှင်မင်းကြီးယောက်ျားတို့၏ဦးခေါင်ခွင်သည်တီချိန်လေးနံပြီးအစင်းကြောင်းများဖြောင်တန်းပါသည်မိမတို့၏ဦးခေါင်ခွင်သည်ပေါ်လျပြီးအစင်းကြောင်းများရက်နွယ်ကောက်ကွေးနေပါသည်မင်းကြီးသည်မဟော်တရာ၏လက်တွေ့ကြတက်တည်ပြမှုကိုမြင်တွေ့ရသောအလွန်ဝမ်းမြောက်သွားပြီးတာရုဟုခေါ်လေသည်တေနကအမက်ကြီးမှာတော့မျက်နှာပြက်အားမိမိနေရာသို့အရှက်တကွယ်ပြန်ထိုင်ဟာလေသည်ဤပုံမြင်ကပေးသောသင်ခန်းစာကမနာလိုသူများသည်ပညာရှိကိုအရှက်ခွဲရန်ကျင့်စီတော်လဲပညာရှိ၏တည်ငြိမ်မှုနှင့်အမှန်တရားကိုသိမြင်မှုသာနောက်ဆုံးတွင်အောင်ပွဲရသည်ဟု၍ချစ်ပါတယ်နောက်ထပ်လဲမဟော်တရာ၏ဉာဏ်ပညာကြီးမားပုံတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ like and subscribe လုပ်ထားပေးပါနော်